ငါတို့ကချန်ပီယံလောင်းနေဆိုတဲ့ဆိုင်းဘုတ်ကြီးကိုဖြုတ်ချခဲ့ကြတဲ့ United ပရိသတ်များလုံးမဲ့မိန်လာများ MT Daily Sport Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ Manchester United အသင်းကတော့ရက်ကွက်ထဲမှာထောင်ထားတဲ့ငါတို့ကချန်ပီယံလောင်းနေဆိုတဲ့ဆိုင်းဘုတ်ကြီးကိုပြီးခဲ့တဲ့ညကဖြုတ်သွားခဲ့ကြပါတယ်။တင်ချာနီးအရာတွေတိတ်ပံနီးအရာတွေမျှော်လင့်နေကြမလို့တော့ပဲချန်ပီယံအသင်းဟာဘယ်တင်းလဲဆိုတာအခုချိန်မှာကွက်ကွက်ကွင်းကွင်းနဲ့တီးကြလောက်ပြီလို့ပဲဆိုချင်ပါတယ်။အဲလိုအဖြူမဲအသေးကွဲသွားစေခဲ့တဲ့အကြောင်းရင်းကတော့ပြီးတဲ့ညကစားခဲ့ကြတဲ့မန်ယူအသင်းနဲ့အာဆင်နယ်အသင်းတို့ရဲ့ပရီးမီးယားလိပွဲစဉ်မှာတစ်ဖက်တစ်ကိုးစီတေးကြခဲ့တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။မန်ယူအသင်းဟာအာဆင်နယ်ကို Old Trafford မှာအခန့်ကစားသွားခဲ့ကြတယ်ဆိုပေမဲ့တကယ်ပွဲကိုစိုးမိုးခဲ့ကြသူတွေကတော့ဂန်နာတွေဖြစ်ပြီးအာဆင်နယ်အသင်းဟာပွဲစပြီဆိုရင်ကမန်ယူအသင်းကိုဖိအားပေးမှုတွေဇက်တိုက်ဆိုလိုပြုလုပ်သွားခဲ့ကြတာပါ။ဒါပေမဲ့ဂန်နာတွေမှာတိုက်စစ်မှုစစ်ပါမလာတာကတော်တော်လေးကိုအဆင်မပြေဖြစ်ခဲ့တယ်လို့မန်ယူအသင်းရဲ့ခံစစ်ကစားပုံကလည်းတော်တော်လေးကိုကောင်းနေခဲ့တာမြင်တွေ့ထားခဲ့ရတာပါ။မန်ယူကပွဲစကလေးကခံစစ်ကိုအားပြုကစားခဲ့တယ်လို့ကောင်တာကနေသွင်းကိုတွေရယူဖို့ကြိုးစားခဲ့ကြတာပါ။မန်ယူအသင်းဘက်ကဂါနာကျွန်းရဲ့တိုက်စစ်စင်မှုတွေဟာတော်တော်လေးကောင်းမွန်ခဲ့ကြတာကိုမြင်တွေ့ခဲ့ရပြီးအာဂျင်တိုင်းကရင်တံမြတိုင်းစစ်စင်မှုကနေမန်ယူဟာပရိုင်ဘီကန်နီမှာအာဆင်နယ်အသင်းဂိုးရီယာထိပ်မှာပြည်တယ်မော်ကန်ခွင့်ရသွားခဲ့ပါတယ်။အဆိုပါပြည်တယ်မော်ကိုဘရူနိုဖာနန်တက်ကအကောင်းဆုံးအသုံးချသွားခဲ့ပြီးပနနီကန်သွင်းတာတက်တော့မှာပိုပြီးတည်ကြတဲ့ကန်ချန်မျိုးနဲ့ဥဆောင်ကိုရယူသွားခဲ့တာဖြစ်ပါတယ်။ဘရူနိုရဲ့ကန်ချန်ကဒေးဗစ်ရာရဲ့ဘယ်ဘက်တောက်9ပိုက်ထဲကိုတန်တန်မတ်မတ်ရောက်သွားခဲ့ပြီးအဲ့ဒီမှာမန်ယူတို့မထင်ပဲဥဆောင်ကိုစတင်ရယူသွားခဲ့ကြပါတယ်။ပွဲကိုစိုးမိုးသူကအာဆင်နယ်ဖြစ်ပြီးဥဆောင်ကိုရသွားခဲ့တာကမန်ယူအသင်းဖြစ်နေကြတာပါ။လောက်ကကြီးကတော်တိုင်းလဲနေရာရတာမဟုတ်သလိုကိုဘက်ကဘလောက်ပဲချစ်တယ်ပြောအခြားသူနဲ့ညားချင်ညားသွားတတ်တာမျိုးဆိုတာမန်ယူနဲ့အာဆင်နယ်ပွဲစဉ်ကပြသသွားခဲ့ကြတာပါ။မန်ယူအသင်းဘက်ကဒုတိယပိုင်းမှာတော့ဘလောင်ဝိုင်းကချက်ပိုကောင်းတဲ့တိုက်စစ်စင်မှုတွေကိုပိုပြီးပြုလုပ်လာနိုင်ခဲ့ကြတာကိုမြင်တွေ့ခဲ့ရပေမဲ့84မိနစ်ရောက်မှာတော့ဂန်နာနေရာခြေပါကိုရရှိသွားခဲ့ကြပြီးအဆိုပါကိုတော့ဒီကရန်ရိုက်ကမန်ယူအသင်းအေရီယာကွင်းအတွင်းကနေအပြင်းကန်သွင်းကရယူသွားခဲ့တာဖြစ်ပါတယ်။ဘောလုံးအဆိုင်နဲ့ပတ်သက်တဲ့သတင်းတွေကိုအကောင်းဆုံးတင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ page ကိုလည်း like and follow လုပ်ပေးခဲ့ကြဖို့ဖိတ်ခေါ်လိုက်ပါရစေ။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။